ဓမ္မယောဂီပေါင်းတော်ကောင်းတို့ဖုံဖုံတမြန်နေရတင်ပေးလိုက်တဲ့ကုသယံခက်ခဲနေသောယောဂဇိုးများအနာဇိုးများတက်တာပျောက်ကင်းစေသောမဟာအာတာနာရိယတုတ်တံမှာလာတဲ့ဇိနံဝန္ဒထဂေါရမံဆိုတဲ့ဂါရတော်ကြီးကိုတချို့သောတရားဓမ္မပေါင်းတော်ကောင်းများကဂါရတော်ရွတ်ဖတ်ပုံရွတ်ဖတ်နည်းနဲ့ဂါရတော်အသုံးပြုပုံအသုံးပြုနည်းများကိုပူးတွဲ၍တင်ပေးပါဖျားဆိုလို့ဒုတိယအကြိမ်ဂါရတော်ကိုရွတ်ဖတ်ပုံရွတ်ဖတ်နည်းနဲ့အသုံးပြုပုံအသုံးပြုနည်းကိုပူးတွဲ၍တင်ပေးလိုက်တာဖြစ်ပါတယ်ဂါရတော်ကြီးကိုမရွတ်ဖတ်မီဗုဒ္ဓမြတ်စွာဘုရားရုပ်ပွားတော်ရှင်မှာတောက်တော်ရည်များစက္ကပ်လူတန်းမှာတောက်တော်ရည်စက္ကပ်လူတန်းပြီးပြီဆိုရင်ဩဃာသရှင်ခိုတရဏဂုံ 3 ပါးနဲ့တကွာအင်္ဂါ 5 ပါးနဲ့ပြည့်စုံတဲ့သီလတွေကိုခံယူဆောင်ထိန်မှာ5 ပါးသီလခံယူပြီးသွားပြီဆိုရင်ယခုဂါရတော်မြတ်ကြီးကိုပရိတပတ်ပြည့်အောင်စိတ်ပါပရိတပတ်ပြည့်သွားပြီဆိုလို့ရှိရင်ဖြစ်ပေါ်နေတဲ့ဝေဒနာတွေလင်းမြန်စွာတက်တာပျောက်ကင်းပါရစေဖျားဆိုပြီးတော့လဲဆုတောင်းမှာမိမိစိတ်ထားတဲ့ပရိတပတ်ကိုလည်း32ပုံကျင်လည်ကုန်သောဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါအနန္တမှန်သမျှတွေကိုအမြတ်တမ်းပေးဝေလိုက်ပါမေတ္တာပို့တာလိုက်ပါဂါရတော်ကြီးကိုရွတ်ဖတ်ပုံရွတ်ဖတ်နည်းကတော့ဇိနံဝန္ဒထဂေါရမံဇိနံဝန္ဒာမဂေါရမံဝိဇ္ဇာစရဏတံပဏံဗုဒ္ဓံဝန္ဒာမဂေါရမံဒုတိယကြိမ်ပြန်ရွတ်ပြပါမယ်ဇိနံဝန္ဒထဂေါရမံဇိနံဝန္ဒာမဂေါရမံဝိဇ္ဇာစရဏတံပဏံဗုဒ္ဓံဝန္ဒာမဂေါရမံလို့ရွတ်ဖတ်ပူဇော်သွားရမှာဖြစ်ပါတယ်ထိုဂါရတော်မြတ်ကြီးကိုနာရတဲ့ကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်အားလုံးသော9ရက်သားသမီးတွေမကောင်းသောဘေးမျိုးမျိုးဒဏ်မျိုးမျိုးရန်မျိုးမျိုးအန္တရာယ်မျိုးမျိုးယောဂမျိုးမျိုးအနှောက်အယှက်မျိုးမျိုးပူပန်ခြင်းမျိုးမျိုးစိုးရင်ခြင်းမျိုးမျိုးထိတ်เสียလန့်เสียကြောက်เสียအမျိုးမျိုးတဘာဝကပ်ပေမျိုးမျိုးတို့မှကင်းဝေးပြီးတော့သက်ရှိချမ်းသာစိတ်ချမ်းသာလျက်လိုရာဆန္ဒတခဏတန်တာလာယုံနဲ့ထာဝရပြည့်စုံပြီးတော့ပန်းထံမွေစမ်းတဲ့အေးပျော်ရွှင်ငြိမ်းချမ်းအသက်ရှိအနာမဲ့တဲ့ဘဝပိုင်ရှင်လေးတွေဖြစ်ကြပါစေ